ရိုမေးနီးယားနိုင်ငံရဲ့အာဏာရှင်နီကိုလိုင်းချောင်ချက်စကိုတော့1918ခုနှစ်မှာရိုမေးနီးယားနိုင်ငံရဲ့ကျေးလက်ဒေသတစ်ခုမှာရှိတဲ့စင်းရဲလွန်းတဲ့လယ်သမားမိသားစုတစ်ခုမှာမွေးဖွားခဲ့ပါတယ်။သူဟာအသက်17နှစ်သားအရွယ်မှာပဲမြို့တော်ဘူကာရက်စ်မြို့ကိုတက်လာပြီးဝမ်းရည်အတွက်ဖက်နှက်ချုပ်သမားအဖြစ်ဘဝကိုစတင်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာဖက်နှက်ချုပ်သမားလေးရဲ့စိတ်ထဲမှာတော့စင်းရဲမွေးတည်မှုအပေါ်နာကြီးချက်တွေနဲ့အတူအရှိန်အဟုန်ပြင်းလာတဲ့နိုင်ငံရေးမိတော်တစ်ခုတောက်လောင်လို့နေခဲ့ပါတယ်။အဲ့ဒီတော့အစိုးရတရားမဝင်ပိတ်ပင်လာတဲ့ Romania Communist Party တွေကိုသူအသက်14နှစ်အရွယ်မှာဝင်ရောက်ခဲ့ပြီးတော့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်လည်းထောင်ခဏကြားခဲ့ရပါတယ်။1965ခုနှစ်မှာတော့အာဏာရဲ့လီဂရစ်တွေကိုတဆင်ချင်းတက်လှမ်းခဲ့တဲ့ချောင်ချက်စကူဟာမမျှော်လင့်မဲ့ Romania Communist Party ရဲ့အထွေထွေအတွင်းရေးမှူးချုပ်တနည်းအားဖြင့် Romania နိုင်ငံရဲ့အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတော့တယ်။အစပိုင်းမှာတော့ချောင်ချက်စကူဟာဆိုဗီယက်ယူနီယံရဲ့လွှမ်းမိုးမှုကိုရဲရဲဝံ့ဝံ့ဆန့်ကျင်ခဲ့တာကြောင့်မို့လို့ရိုမေးနီးယားပြည်သူတွေတင်သာမကပဲအနောက်နိုင်ငံတွေကပါသူ့ရဲကောင်းတယောက်လိုဝိုင်းပြီးချီးမွမ်းခဲ့ကြတာပါဒါပေမဲ့အာနာဆိုတာလူကိုမူးယစ်စေတဲ့အရာမျိုးပါ1981ခုနှစ်မှာတော့ချောင်ချက်စကူဟာမြောက်ကိုရီးယားနိုင်ငံကိုတွားရောက်လက်ပတ်ခဲ့ပြီးမြောက်ကိုရီးယားအာဏာရှင်ကင်အီဆွန်းကိုသူ့ရဲ့ပြည်သူတွေကနဖျားတစ်ပါးလိုဝိုင်းပြီးကိုးကွယ်နေကြတာကိုမြင်လိုက်ရတဲ့အခါမှာချောင်ချက်စကူရဲ့စိတ်ထဲမှာငါလည်းဒီလိုမျိုးဖြစ်ချင်တယ်ဆိုတဲ့မောဟစိတ်တွေစတင်ဝင်ရောက်လာခဲ့ပါတော့တယ်။သူရိုမေးနီးယားကိုပြန်ရောက်တဲ့အခါမှာတော့အုပ်ချုပ်ရေးစနစ်တွေထဲမှာအဆိုးရွားဆုံးလို့ပြောရမယ်။ခေါင်းဆောင်ကိုကိုယ်ကိုယ်တဲ့စနစ်ကိုစတင်အသက်သွင်းပြီးတိုင်းပြည်ကိုအမောင်ချပစ်ဖို့စပြီးပြင်ဆင်ပါတော့တယ်။ဒီလိုနဲ့စင်းရဲသားဖက်နှက်ချုပ်သမားလေးကနေတဖြည်းဖြည်းနဲ့သွေးစာနေတဲ့ဘလူးတကောင်ဖြစ်အသွင်ပြောင်းလာခဲ့တဲ့အခိုက်အတန့်တွေပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနဲ့ပြန်လာပြီးတဲ့နောက်မှာတော့ချောင်ချက်စကူဟာသူ့ကိုယ်သူဧကရေကြီးတွေဖြစ်တဲ့ဂျူလီယက်စီဇာတို့အလက်ဇန်ဒါthe Greatတို့လိုလူမျိုးလို့ထင်မှတ်လာပြီးတိုင်းပြည်ရဲ့မီဒီယာမှန်သမျှကိုသူ့ကိုပဲနဖျားတစ်ပါးလိုပုံဖော်ပြီးကိုးကွယ်ခိုင်းပါတော့တယ်။သူ့ရဲ့ဇနီးအယ်လီနာချောင်ချက်စကူကိုလည်းကဘာကျော်သိပ္ပံပညာရှင်ကြီးအဖြစ်သတင်းစာတွေမှာအတင်းအဓမ္မဖော်ပြခိုင်းခဲ့ပါတယ်။တကယ်တော့အယ်လီနာဟာမူလာတဲ့အဆင့်လောက်ပဲပညာတတ်ခဲ့သူပါ။အဲ့ဒီအာနာရှင်ဇနီးမောင်နဲ့စိတ်ကူးရဲ့အိမ်မက်တွေဟာတိုင်းပြည်ကိုတဖြည်းဖြည်းနဲ့ငရဲတွင်နဲ့ဆွဲချပစ်ခဲ့ပါတယ်ဒီလိုနဲ့1980ပြည့်နှစ်တွေမှာတော့ချောင်ချက်စကူဟာကမ္ဘာအကြီးဆုံးစံချိန်တင်မဲ့ပြည်သူ့နန်းတော်ကြီးမြို့တော်ရဲ့အလယ်မှာဆောက်လုပ်ဖို့စိတ်ကူးရခဲ့ပါတယ်။အဲ့ဒီနန်းတော်ကြီးဆောက်ဖို့အတွက်ဘူခါရက်စ်မြို့ကတမိုင်းဝင်ရှေးအောင်အဆောက်အုံတွေဖျားเจ้าတွေနဲ့လူနေအိမ်ခြေပေါင်း3000ကျော်ကိုအတင်းအဓမ္မဖြိုဖျက်ပစ်ခဲ့ပြီးပြည်သူတွေကိုလည်းမောင်းထုတ်ခဲ့ပါတယ်။အဲ့ဒီနန်းတော်ကြီးဟာဒီနေ့အထိကမ္ဘာအလေးဆုံးအဆောက်အုံဖြစ်စံချိန်တင်ထားပြီးရွှေတွေစကြင်ကြောက်တွေနဲ့တခန်းတနားကိုပြင်ဆင်ထားခဲ့တာပါ။ဒါပေမဲ့ဒီပြည်သူနန်းတော်လို့အမည်တက်ထားတဲ့နေရာကြီးစောက်ဖို့တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေအကုန်လုံးကုန်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့တိုင်းပြည်ရဲ့နိုင်ငံခြားကျွေးမြေအမေရိကန်ဒေါ်လာ17ဘီလီယံကိုအမြန်ဆုံးဆက်ချင်တဲ့ချောင်ချက်စကူဟာလူမဆန်တဲ့ချိုးချံချွေတာရေးမူဝါဒလို့ခေါ်တဲ့မူဝါဒတစ်ခုကိုချမှတ်လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ရိုမေးနီးယားနိုင်ငံကထွက်သမျှစိုက်ပျိုးရေးသီးနှံတွေအသားတွေဂျုံတွေနဲ့စွမ်းအင်မှန်သမျှကိုနိုင်ငံခြားကိုအကုန်တင်ပို့ပြီးအကျွေးတွေဆက်ပါတယ်။တိုင်းပြည်တွေကပြည်သူတွေအတွက်ဘာမှမချန်ထားပါဘူး။ရလက်ကတော့ဥရောပရဲ့အလဲကောင်မှာရှိတဲ့ရိုမေးနီးယားပြည်သူတွေဟာအစားအစာပြတ်လက်ပြီးငတ်မုတ်ခေါင်းပါတဲ့တန်ကိုစတင်ခံစားရပါတော့တယ်။ဆောင်းတွင်းအပူချိန်အနှုတ်ဒီဂရီအထိအေးခဲနေတဲ့အချိန်တွေမှာတော့အိမ်တွေမှာလျှက်စစ်မီကိုတစ်နေ့တက်ခဲတစ်လုံးစာလောက်ပဲပေးပါတယ်။ဂက်စ်မီတွေလည်းဖွင့်လို့မရတော့လို့လူတွေကအိမ်ထဲမှာနေအေးခဲပြီးတည်ဆုံးကြရပါတယ်။စတိုးဆိုင်တွေမှာအစားအစာဝယ်ဖို့မနဲ့အစောကြီးပေတရာပေါ်မှာတန်းစီရပြီးပုံမုတ်တစ်လုံးနွားနို့တပလင်းရဖို့လူတွေအချင်းချင်းတက်ကြဖြတ်ကြရတဲ့အထိဘဝတွေပြတ်ခဲ့ရပါတယ်။ပိုပြီးကြောက်ဖို့ကောင်းတာက Securitate လို့ခေါ်တဲ့ချောင်ချက်စကူရဲ့လိုဝက်ထောင်လိုင်းရဲ့အဖွဲ့ကြီးပါသူတို့ဟာတိုင်းပြည်လူဦးရေ4ယောက်မှာ1ယောက်ကိုအစိုးရသတင်းပေးအဖြစ်မွေးမြူထားပြီးတော့အိမ်တွေရုံးတွေကဖေးဆိုင်တွေထဲမှာအတန်ဖန်းဆက်တွေကိုလည်းလိုဝက်တက်ဆင်ထားပါတယ်ချောင်ချက်စကူကိုမကျေနပ်လို့ဝေဖန်မိတဲ့လူအစားအသောက်ပြက်လက်တာကိုညီးတွားမိတဲ့လူမှန်သမျှညာရင်းချင်းဖန်းစည်းခေါ်ဆောင်ခင်ရပြီးထောင်ထဲမှာနှိပ်စက်အသက်ခင်ရတာဒါမှမဟုတ်လေလူမသိသူမသိပျောက်ဆုံးသွားတတ်ပါတယ်ပြည်သူတွေကအစားအစာလည်းငတ်အေးတန်လည်းခင်ရစကားတော်လွတ်လပ်စွာမပြောရပဲထိတ်လန့်တုန်လှုပ်စွာနဲ့ရှင်လျက်နဲ့တည်နေရတဲ့ငရဲကန်းနဲ့ရောက်နေခဲ့ကြရပါတယ်။ဒါပေမဲ့ချောင်ချက်စကူနဲ့သူ့ရဲ့မိန်းမကတော့သူတို့ရဲ့ရွှေနန်းတော်ကြီးထဲမှာကမ္ဘာအကောင်းဆုံးအစားအစာတွေကိုစားတောက်ပြီးပြည်သူတွေကသူတို့ကိုချစ်လုံးလို့ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတယ်လို့စိတ်ကူးယဉ်နေသေးပဲဖြစ်ပါတယ်။1989ခုနှစ်ဒီဇင်ဘာလဥရောပတစ်ခွင်မှာကွန်မြူနစ်စနစ်တွေတနိုင်ငံပြီးတနိုင်ငံပြိုလဲနေချိန်မှာချောင်ချက်စကူကတော့ရိုမေးနီးယားနိုင်ငံမှာသူ့အာဏာထာဝရတည်မြဲနေမယ်လို့ယုံကြည်နေသေးပါ
ဒါပေမဲ့တော်လိုင်းရဲ့မိဘတီမီဆိုအားဆိုတဲ့မြို့လေးကနေစတင်တောက်လောင်ခဲ့ပါတယ်အစိုးရကိုဝေဖန်တဲ့ခရီးယန်ဘုန်းတော်ကြီးတစ်ပါးကိုလျှို့ဝှက်ထောက်လိုင်းရေးတွေကအတင်းအဓမ္မဖမ်းဆီးဖို့လုပ်ရတာနေပြည်သူတွေကဝိုင်းဝန်းကာကွယ်ကြရင်ဆန္ဒပြပွဲကြီးတစ်ခုစတင်ဖြစ်ပေါ်လာခဲ့တာပါချောင်ချက်စကူဟာဆန္ဒပြသူတွေကိုရက်ရက်ဆက်ဆက်ကြီးအစ်စ်တွေနဲ့ပြစ်ဖို့အမိန့်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာပဲလူအစုလိုက်အပြုံးလိုက်ရက်ရက်ဆက်ဆက်တပ်ဖြတ်မှုတွေဖြစ်ပွားခဲ့ပြီးတိုင်းပြည်တစ်ခုလုံးဒေါသမီတွေတဟုန်တောက်လောင်သွားခဲ့ပါတယ်ဒါပေမဲ့မြို့တော်ဘူခါရက်စ်ကပြည်သူတွေကတော့သူ့ကိုချစ်နေကြတော့မယ်လို့ထင်နေတဲ့ချောင်ချက်စကူဟာဒီဇင်ဘာလ21ရက်နေ့မှာတော့ကွန်မြူနစ်ပါတီဗဟိုကော်မတီရုံးချုပ်အဆောက်အုံစင်မြင့်ထက်ကနေလူလူကြီးကိုမိန့်ခွန်းပြောဖို့စီစဉ်လိုက်ပါတယ်အစိုးရဝန်ထမ်းတွေစက်ရုံအလုပ်သမားတွေအပါအဝင်လူပေါင်း3သိန်းကျော်ကိုကွင်းမြင်ကြီးထဲမှာအတင်းအဓမ္မလာရောက်စုဝေးခိုင်းခဲ့တာပါအဲ့ဒီပွဲကို TV channel တွေကနေလည်းတနိုင်ငံလုံးကိုတိုက်ရိုက်ထုတ်လွှင့်နေခဲ့ပါတယ်ချောင်ချက်စကူစင်မြင့်ပေါ်တက်လာတော့ထုံးစံအတိုင်းအစိုးရရဲ့သတ်မှတ်ချက်အရပြည်သူတွေကလက်ကုပ်လက်ဝါး TV ကြွေးကြော်အားပေးကြပါတယ်ချောင်ချက်စကူကလည်းကြည်ကြည်နက်နက်နဲ့ပြုံးပြုံးကြီးကိုမိန်ကုန်းကိုစပြီးပြောပါတယ်ဒါပေမဲ့မိန်ကုန်းပြောရင်10မိနစ်လောက်အကြာမှာတော့မမျှော်လင့်တဲ့အရာတစ်ခုစတင်ဖြစ်ပျက်ခဲ့ပါတယ်လူအုပ်ကြီးရဲ့နောက်ကွယ်ကနေအတန်တစ်ခုထွက်ပေါ်လာပြီးလူတွေကမကြောက်ရွံ့တော့ပဲအာနာရှင်ကိုစပြီးလောင်ပြောင်အော်ဟစ်ကြပါတော့တယ်ခဏအတွင်းမှာပဲလူအုပ်ကြီးတွေကနေအာနာရှင်စနစ်ဖြုတ်ချရေးဆိုတဲ့ကြွေးကြော်သံတွေဟိန်းထွက်လာပါတော့တယ်ရာစုနှစ်ဝက်နီးပါးလက်ခုပ်တန်တွေကြားမှာပဲနေခဲ့ရတဲ့ချောင်ချက်စကူဟာရုတ်တရက်လန့်ဖြန့်သွားပြီးစကားတွေပါထစ်ကုန်ပါတယ်သူဟာသူ့ရဲ့ညာဘက်လက်ကိုမြှောက်ပြီးလူအုပ်ကြီးကိုငြိမ်ငြိမ်နေကြဖို့အချိန်ချင်းအော်ပြောခဲ့ပြီးမြဲဘယ်သူမှနားမထောင်တော့ပါဘူးကဘာသမိုင်းမှာအစမ်းကျဲဆုံးမြင်ကွင်းတစ်ခုဖြစ်အာနာရှင်ရဲ့မျက်နှာအံ့ဩမှုကြောက်ရွံ့မှုတွေကြောင့်မြင်သက်ကဖြူပက်ဖြူရဖြစ်သွားခဲ့ပြီးအဲ့ဒီမြင်ကွင်းကိုရိုမေးနီးယားပြည်သူတန်းပေါင်းများစွာ TV ပြန်သားပြင်ကနေတိုက်ရိုက်မြင်တွေ့လိုက်ရပါတယ်အဲ့ဒီအချိန်ဟာအာနာရှင်ဆိုတာတကယ်တော့ငါတို့လိုပဲကြောက်တတ်တဲ့လူသားတစ်ယောက်ပါလားဆိုတာကိုပြည်သူတွေသဘောပေါက်သွားတဲ့အခိုက်အတန့်ပါပဲ TV ကတိုက်ရိုက်ထုတ်လွှင့်မှုကိုချက်ချင်းဖျက်ချလိုက်ပြီးမြဲနောက်ကျသွားခဲ့ပါပြီအဲ့ဒီညမှာပဲမြို့တော်ဘူခါရက်စ်ရဲ့လမ်းမတွေပေါ်မှာဆန္ဒပြပွဲတွေအရှိန်အဟုန်နဲ့ဖြစ်ပွားခဲ့ပြီးစစ်တပ်နဲ့ပြည်သူထိတ်တိုက်တွေ့ပါတော့တယ်။ဒါပေမဲ့နောက်တစ်နေ့မနက်မှာတော့ချောင်ချက်စကူကိုကောက်ွယ်ပေးရမယ့်စစ်တပ်ကပြည်သူတွေဘက်ကနေရက်တီးပြီးအာနာရှင်ကိုတနက်ပြောင်းလက်ပြန်လဲတော်လှန်မှုဆုံးဖြတ်လိုက်တာပါပဲ။အဲ့နောက်ဒီဇင်ဘာလ22ရက်နေ့နေ့လယ်မှာတော့ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာကွန်မြူနစ်ပါတီဗဟိုရုံးချုပ်အဆောက်အုံတကားတွေကိုရိုက်ချိုးပြီးအထက်ကိုဝုန်းကနေဝင်ရောက်စီးနှင်းကြပါတော့တယ်။ချောင်ချက်စကူနဲ့သူဇနီးဟာလူအုပ်ကြီးရဲ့လက်ထဲမမိစေဖို့အတွက်အဆောက်အုံခုံမိုးပေါ်နေဟယ်လီကော်ပတာတစ်စီးနဲ့ကမန်းကရန်တက်ပြေးခဲ့ရပါတယ်။နန်းတော်ခုံမိုးပေါ်ကနေဟယ်လီကော်ပတာနဲ့ထွက်ပြေးသွားတဲ့ချောင်ချက်စကူနဲ့သူဇနီးအီလီနာတို့ဟာလန်ကကြီးမှာဟယ်လီကော်ပတာပေါ်ကနေဆင်းခဲ့ရပြီးကားတစ်စီးနဲ့ဆက်ပြီးထွက်ပြေးခဲ့ကြပါတယ်။ဒါပေမဲ့တိုင်းပြည်တစ်ခုလုံးကသူတို့ကိုရန်သူအဖြစ်သတ်မှတ်ပြီးလိုက်လံရှာဖွေနေချိန်မှာပုံစရာမြေမရှိတော့ပါဘူး။နောက်ဆုံးမှာတော့သူတို့ဟာစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။1989ခုနှစ်ဒီဇင်ဘာလ25ရက်တကဘာလုံးကပျော်ရွှင်စရာခရစ်စမတ်နေ့ကိုဆင်နွှဲနေတဲ့အချိန်မှာတော့ဖန်စီခံရတဲ့ချောင်ချက်စကူတို့ဇနီးမောင်နှံအတွက်စစ်တပ်က2နာရီသာကြာမြင့်တဲ့စစ်ခုံရုံးတစ်ခုကိုအလော်တကြီးဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒီတရားခွင်မှာတော့စစ်ခုံရုံးကသူတို့ပြည်သူလူထုအစုလိုက်အပြုံလိုက်ရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အတွက်ဂျီနိုဆိုက်လူမျိုးတုံးတပ်ဖြတ်မှုဆိုတဲ့ဆွဲချက်နဲ့ဒေသအမိန့်ချမှတ်ခဲ့ပါတယ်။အမှန်တကယ်တော့နိုင်ငံတကာဥပဒေစံနှုန်းတွေအရဒါဟာလူမျိုးစုဒါမှမဟုတ်ဘာသာရေးကိုအခြေခံပြီးတတ်တာမဟုတ်တဲ့အတွက်ဂျီနိုဆိုက်ပြစ်မှုမမြောက်ပဲအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဒါမှမဟုတ်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုသာဖြစ်ပါတယ်။ဒါပေမဲ့အချိန်ဆွဲမနေပဲချက်ချင်းသေဒဏ်ပေးနိုင်မှုနဲ့တခြားကောလာဟာလသတင်းတွေကြောင့်တော်လိုင်းရေးအစိုးရကဂျီနိုဆိုက်ဆိုတဲ့စကားလုံးကိုတုံ့ပြီးဆွဲချက်တင်ခဲ့တာလည်းဖြစ်ပါတယ်။သေဒဏ်အမိန့်ထွက်လာတာနဲ့စစ်သားတွေဟာအာနာရှင်လင်မယားရဲ့လက်တွေကိုနှုတ်ပြန်ကြိုးတုပ်ဖို့လုပ်ကြပါတယ်။အဲ့ဒီအချိန်မှာဇနီးဖြစ်သူအီလီနာကရုန်းကန်ရင်စစ်သားတွေကိုဒေါသတကြီးနဲ့ငါဟာနင်တို့အမေလိုလူမျိုးပါနင်တို့ငါ့ကိုဒီလိုမလုပ်ရဘူးလို့ငဲတန်းပေါင်းအော်ဟစ်ဆဲဆိုခဲ့ပါသေးတယ် But again, they're denied. ဒါပေမဲ့ဘယ်စစ်သားမှကြီးမဆိုင်ခဲ့ပါဘူးသူတို့ကိုတေးတံပေးဖို့အတွက်အဆောက်အုံပြင်ဘက်ကခြံဝင်းနေရာတစ်ခုစီကိုဆွဲခေါ်လာကြပါတယ်စစ်သားတွေကဒေါသထွက်လွန်လို့အမိတ်မပေးခင်တည်းကတနက်တွေကိုအသင့်ပြင်လာကြတာပါအဆောက်အုံပြင်ဘက်ရောက်တာနဲ့ချောင်ချက်စကူဟာကွန်မြူနစ်ဝါဒရဲ့တခြင်းတစ်ပုဒ်ဖြစ်တဲ့ International တခြင်းကိုအော်ဟစ်တည်ဆိုပြီးတစ်စပေါက်တွေတ
တမိုင်းကငါ့ကိုခက်လို့လိမ့်မယ်လို့နောက်ဆုံးကြွေးကြော်ခဲ့ပါတယ်ဒီလိုနဲ့ဒီဇင်ဘာလ25ရက်နေ့လယ်4နာရီလောက်မှာတော့လေရီထဲမှာတနက်တန်အချက်ပေါင်း100ကျော်မြည်ရှိသွားခဲ့ပါတော့တယ်စစ်သား3ယောက်က AK-47 rifle တွေနဲ့သူတို့ဇနီးမောင်နှံကိုကြီးစံအကုန်ပစ်ခတ်လိုက်တာကြောင့်မလို့ချောင်ချက်စကူနဲ့အီလီနာတို့ကလဲကျတည်ဆုံသွားခဲ့ပါတယ်သူတို့တည်ဆုံသွားတဲ့မြင်ကွင်းကိုလည်းရုပ်တံလိုင်းတွေကနေတနိုင်ငံလုံးကိုချက်ချင်းထုတ်လင်းပြသခဲ့ပါတယ်တတိုင်းပြည်လုံးကပြည်သူတွေကသူတို့ရဲ့လွတ်လပ်ခွင့်အတွက်ဝမ်းသာအားရအော်ဟစ်ကခုန်ခဲ့ကြပြီဒါဟာရိုမေးနီးယားပြည်သူတွေအတွက်တမိုင်းဝင်ခရစ်စမတ်လက်ဆောင်ဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ပဲစင်ရသာဖန်တဲ့ကျုပ်သမားလေးဘဝကနေတိုင်းပြည်ရဲ့နဖျားတစ်ပါးလို့ရွှေထီးစောင်းနိုင်ခဲ့တဲ့အာနာရှင်နီကိုလိုင်းချောင်ချက်စကူဟာနောက်ဆုံးမှာတော့ပြည်သူတွေရဲ့အမျက်ဒေါသကြည်စံတွေနဲ့အတူညီကုန်းချုပ်သွားခဲ့ရပါတော့တယ်